ကမှာရှိတဲ့ကျန်းမာရေးဝန်ကြီးဌာနတွေကခွင့်ပြုထားတဲ့တာရှည်ခံစည်းမဟုတ်ဘဲနဲ့မခွင့်မပြုတဲ့ဟာတွေပါဈေးပေါပေါနဲ့ရမယ့်ဟာတွေလည်းထည့်ကောင်းထည့်နိုင်တယ်ဒါကိုတေချာကြည့်ရှုနိုင်တဲ့နိုင်ငံတွေမှာတော့ပြဿနာမရှိပေမဲ့တေချာမကြည့်ရှုနိုင်တဲ့နိုင်ငံတွေမှာဆိုဒီဟာတွေကပြဿနာရှိနိုင်တယ်အဲ့တော့အသားချောင်းတွေအသားလုံးတွေကိုအသင့်စားတာတွေကိုတတ်နိုင်တယ်များရှောင်ကြပါလျှော့ကြပါเนาะပုံမှန်အသားတွေကိုစားလို့ရတယ်အနီရောင်သားတွေဖြစ်တဲ့ဝက်သားမဲသားစိတ်သားတွေကတော့မဖြစ်မနေတော့မဟုတ်ဘူးစားမယ်ဆိုရင်တော့တစ်ပတ်ကို2ကြိမ်ထပ်တော့ပိုမစားပါနဲ့မစားလို့လည်းရပါတယ်ဒါပေမဲ့ကြိုက်လို့ဝက်သားကြိုက်လို့စားမယ်ဆိုရင်တော့ဖြစ်နိုင်တယ်ဆိုအသားကြီးပဲစားပါအစီတွေမစားပါနဲ့ပြီးရင်လည်းကျွန်တော်တို့တစ်ပတ်ကို2ကြိမ်ထပ်တော့ပိုမစားပါနဲ့ဒီလောက်လေးတော့ထိမ့်သိမ့်ပေးဖို့လိုအပ်ပါတယ်ဒါဒီကင်ဆာမှမဟုတ်ပါဘူးလူတိုင်းအဲ့လိုမျိုးပဲစားသင့်တယ်လူတိုင်းတာမန်လူတစ်ယောက်အနေနဲ့လည်းအနီအောင်သားကိုနော်ဝက်သားကိုကြိုက်လုံးလို့နေ့တိုင်းစားတာမျိုးမလုပ်သင့်ဘူးအမဲသားကြိုက်လုံးလို့နေ့တိုင်းစားတာမျိုးမလုပ်သင့်ပါဘူးတစ်ပတ်2ကြိမ်လောက်ပဲစားသင့်ပါတယ်နော်โอเคဘယ်ရောက်သွားပြီโอเคယောဂအလိုက်စားတဲ့အစားအစာများယောဂအလိုက်စားတဲ့အစားအစာများဆိုအကဲကိုကကင်ဆာဆေးသွင်းနေရင်းနဲ့ဝင်းလျှောနေတယ်ပေါ့ကျွန်တော်ရဲ့ကင်မရာလေးကဝါးနေနားလေးနော်ယောဂအလိုက်โอเคယောဂအလိုက်စားတဲ့အစားအစာလေးတွေရှိတယ်ဘာလဲဆိုတော့ကိုကကင်ဆာဆေးသွင်းနေတာပဲဖြစ်ဖြစ်ဓာတ်ရောင်ကြီးပြနေတာပဲဖြစ်ဖြစ်เนาะအဲ့လိုအခြေအနေမှာဝင်းလျှောနေတယ်ဆိုရင်အဲ့လိုရက်တွေမှာကျွန်တော်ခုနပြောသလိုထမင်းစားရင်အရွက်တစ်ခွက်ကုန်အောင်စားပါလိမလုပ်နဲ့တော့ဝင်းလျှောနေတဲ့ကာလမှာဆိုတော့အရွက်တွေအများကြီးမစားနဲ့တက်နိုင်မြအရွက်လေးခဏရှောင်လာလိုက်အဲ့3-4ရက်မှာထမင်းလေးနဲ့အသားလေးနဲ့ဟင်းချိုလေးနဲ့ပဲစားရင်စားလေနံဓာတ်တွေကျွန်တော်ပြောရတယ်ထမင်းစားရင်ထမင်းတစ်လုံးအရွက်တစ်လုံးထမင်းပကံလုံးတစ်လုံးအရွက်ပကံလုံးတစ်လုံးအသားအဲ့လိုမျိုးစားတာထက်စားရင်ဝင်းလျှောနေဆိုရင်အရွက်ကိုဖယ်လိုက်ဘာလို့ဆိုအရွက်တွေကဝင်းပိုလျှောစေတယ်အဲ့တော့အမြင့်တက်နဲတာလေးတွေစားပေါ့မှာထမင်းဆိုလဲစံလုံးမျိုးမဟုတ်တော့ဘဲနဲ့ပေါ်ဆန်းမွေးလိုမျိုးထမင်းအဖြူစားတာမျိုးပါမုတ်ဆိုလဲပါမုတ်အကျန်းမဟုတ်ဘဲနဲ့ပါမုတ်အချောလေးတွေပဲစားတာမျိုးပေါ့နော်ဝင်းလျှောတာကိုတက်တာစီအောင်လို့နောက်ကကြောင့်ကျွန်တော်တို့နွားနို့တွေရှောက်နော်တို့ချို့အခက်မသိရင်နွားနို့မတက်ရင်ဝင်းပိုလျှောသွားမှာဆိုလို့ရဲ့ဓာတ်စားကတော့လိုအပ်ရင်လိုအပ်တယ်လို့တောက်မယ် probiotic ကျွဲဝတဲ့အစားအစာတွေစားပါဆိုတဲ့အချိန်မှာ probiotic ကျွဲဝတာဆိုရင်တော့ကျွန်တော်တို့ဒိန်ဂျင်တွေရှိမယ်အမှန်တကယ်ကျွန်တော်တို့မြန်မာတွေစားတဲ့လေးကိုခြင်ဘက်ကလေ probiotic များတယ်ဆိုတာဒါပေမဲ့ခြင်ဘက်ကညစ်ပတ်နေလို့ကျွန်တော်တို့ကမကြွေးတာဈေးထဲမှာရောင်းတဲ့ခြင်ဘက်တွေရင်ကောင်တလောင်းလောင်းနေလေအဲ့ဒါကြောင့်မို့မစားခိုင်းတာတကယ်တာဒီခြင်ဘက်ကိုတန့်တန့်ရှင်းရှင်းလေးလုပ်ပြီးတော့ရင်ကောင်မနာဘူးပါညာဆိုရင်သူဒီ probiotic ကျွဲဝတဲ့အစားအစာတွေမှာပါတယ်ဒါပေမဲ့အနေထားအရရင်ကောင်များနေတဲ့အတွက်ကြောင့်မစားခိုင်းတာပေါ့မကင်ချီကိုပဲကြည့်ပေါ့နော်ကင်ချီဆိုသူတို့ကိုရီးယားတွေကင်ချီထုတ်တဲ့နေရာပြီးအခုစနစ်တကျဘူးတွေနဲ့တေချာထုတ်ပြီးတော့သူတို့ရောင်းကြတယ်အဲ့တော့နိုင်ငံတကာမှာရှိတဲ့ဆရာဝန်တွေက probiotic ကျွဲဝခြင်းကင်ချီလေးစားပါညာဆိုပြီးတော့အကြံဉာဏ်ပေးကြတယ်စားလို့ရတယ်ပေါ့တန့်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကကျတော့ဈေးထဲမှာချင်းဘက်သွားဝယ်အောင်1000ဘူး2000ဘူးသွားဝယ်အောင်ဆိုချင်းဘက်ကိုကင်တဲ့လူကလည်းလက်ဗလာကြီးနဲ့ဘက်ဆိုပြီးတော့ကင်ပြီးတော့ကြွတွေထည့်ပြီးတော့ထည့်ပေးလိုက်တယ်ပြီးတော့အဲ့ချင်းဘက်ဆိုင်နာမှာရင်ကောင်တွေကဝီးဆိုပြီးတော့အမြဲတမ်းလဲနေကြတယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်တော့လည်းအဆင်မပြေဘူးပေါ့နော်အမှန်တကယ်တော့တေချာတက်ရက်လေးလုပ်ရင်တော့ probiotic ကျွေးသွားတဲ့အစားအစာဖြစ်ပါတယ်ဒါပေမဲ့လောလောဆယ်မှာတော့စားလို့အဆင်မပြေပါဘူးအရန်ရင်နာတဲ့အတွက်ကြောင့်ပါနော်အဲ့တော့ win shot နေ probiotic ကျွေးသွားတာဆိုရင်တော့ကျွန်တော်ပြောရင်တန့်ရှင်းလက်ဆက်လုပ်ထားတဲ့ဒါမှမဟုတ်